မှာထိုင်လို့ရတဲ့နေရာဒီလို luxury ဆိုင်မှာ budget စိတ်ပြီးဘယ်လိုစားလို့ရလဲဆိုအနောက်မှာဆက်ပြောပြပေးမယ်ဘယ်ဆိုင်ထိုင်ရမလဲဝေခွဲမြမြေပန်းမဖြစ်နေလို့နှစ်ဆိုင်လုံးဝင်ထိုင်လိုက်တယ်ဒီတစ်ခါတော့ကိုရီးယားဂျေအိုစစ်စစ်နဲ့กินမယ်ဒီလို quality ကောင်းတဲ့ဂျေအိုစစ်စစ်နဲ့กินစားရတဲ့မူကထအရသာဘာနဲ့မှမတူအပုံမပြောမယုံရင်တစ်ခေါက်လောက်သွား try ကြည့်မူကထအရေးကိုတော့ရှင်တစ်ခါမှမ try ဘူးသေးရဲ့မာလာ mix လေးမာလာกินမို့အတွက် ထောပတ်စီရဲ့ရိုးရိုးစီရဲ့ဝတ်သားစီရဲ့ဆိုပြီးတော့သုံးမျိုးရွေးလို့ရသေးတယ်အရေးကိုလည်းမာလာ mix အပြင် collagen တုံရမ်းမာလာအများကြီးရွေးလို့ရသေးတယ်သူစီကအသားလွှာတွေရဲ့ premium semi လက်ဆက်မှုကကိုမှာမှဒီလိုဆက်ကြီးနဲ့တွားပေးရသူမရဲ့ luxury မှုကကိုတိုင်းတောင်မกินတော့ဘူးသဘောကျတဲ့ချက်ကစိုက်မှာညော်နဲ့မွန်ချူမနေရရဲ့ခန္ဓာကိုယ်ပေါ်မှာလည်းထင်သားတစ်လောက်အများကြီးမဆွဲတာရဲ့အဲ့တော့စားရတာလည်းအလားမပြတ်ဘူးပြန်တော့လည်းအလားမပြတ်ကဲသွားစားမဲ့သူတွေပြောရမယ်ဆိုလို့ရှိရင်ဒီမှာ2ယောက်ကနေ3ယောက်ထိအတူတူစားလို့ရတဲ့99,900နဲ့ကွန်ဘိုဆက်ရှိအဲ့တော့2ယောက်စား3ယောက်စား share ပြီးရှင်းလိုက်လို့ရှိရင်တယောက်ကို2,000-3,000ဝန်းကျင်လောက်ပဲတော့ကြောက်ဒီဆက်ထဲမှာအသား3ပန်းအရွက်စုံ1ပန်းနဲ့ခောက်ဆွဲထမင်းကြာစံ3မျိုးရဲ့1မျိုးပါမယ်ဆလရွက်ကင်ချီချက်သွမျိုးရုပ်သီးလေးပေးထားတဲ့အတွက်ဆလက်ထုတ်စားခြင်းလည်းရတယ်ဟင်းရည်ဆိုချက်ပေါင်းမာလာ3ရန်ဆက်သေးပါပြီးသား collagen နဲ့မာလာ mix စားခြင်းနဲ့ဆိုလို့ရှိရင်ဟင်းရည်ကို2,000ထပ်ပေးရတယ်ကွန်ဘိုဆက်အတွက်အသားကြောက်ဝက်အမဲ3မျိုးရှိပြီးတော့အမဲကလွဲလို့ရှိရင်ကြံတာမျှယူလို့ရတယ်အသားလွှာအပြင်ဒီမှာအသား3လေးလည်းกินစားလို့ရတယ်ဒီမှာမွေးနေ့လာလို့မယ်ဆိုလို့ရှိရင်လည်း Kimbo House ကနေလက်ဆောင်နေပေးသေးတယ်တယောက်ချက်ဆိုရင်ဆိုကျူပြီးရင်8ယောက်ချက်ဆိုရင်ကိတ်ရစက်နဲ့မစားချင်ဘူးဆိုလို့ရှိရင်လည်းဟင်းရည်ကို1000ပေးပြီးအလကတ်မှာစားလို့ရတယ်ဘူကထရထုံးစံရกินရရဲ့ space ကျင်းပေးမယ်ခင်ဘန်းကိုရီးယားဂျိုးစစ်သုံးပေးထားတဲ့အသားချက်တာလည်းမြင်တယ်ပုံမှန်အိုးရတဲ့တူကတ်မှုရခိုင်နှုန်းလည်းပိုနေတယ်ပေါ့ခင်နေနဲ့မတူဘဲမူကထရဲ့အားတာချက်ကအလဲမှာအသားကိတ်မစီးကြလာရဲ့အရသာနဲ့အတူသူ့ရဲ့ဟင်းရည်ကိုတောက်ရတယ်ဒီမာလာ mix လေး try ကြည့်ရောစားဘူးသမျှရဲ့မှာဟင်းရည် taste ကလုံးဝ amazing ပဲအသားထဲမှာဆိုလဲဝက်ရှာအမဲရှာပြင်ဝက်သုံးတတာဝက်နို့အောင်သားတို့လိုနူးညံ့ပြီးစားလို့ကောင်းတဲ့အသားတွေပဲရွေးမှစားခဲ့အကင်မစားချင်တဲ့သူတွေအတွက်လည်း trees ကရရဲ့ပေါ့ပါ menu လေးလည်းတခြားပြောပြပေးမယ်ဂိုင်းမှာဂျာမျိုး AC စကားပြောပြီးထိုင်လို့ရပါမယ်အဲကွန်လေးကအတွင်းထဲမှာအေးစိတ်နေလို့အတွင်းဝိုင်းလေးပဲရွေးလိုက် Kimbo House မှာ trend ဖြစ်ဆုံးတဲ့ဆယ်လီဖြစ်ဆုံးဟင်းပွဲတော့ဒီ shake ထမင်းဘူးပဲကျောင်းသွားမဲ့ကိုအတွက်ကိုရီးယားရောက်ခမကြီးပြင်ပေးရဲ့ထမင်းဘူးပေါ့သူကဒီလို shake ပြီးမှစားရမှာနော်ဟဲ့ဒီနေရာမှာတော့ကိုရီးယားကရဲ့ကြီးတာအလကားမဖြစ်တော့ရန်ကုန်ကအုံမကိုပြင်ခိုင်းရင်တော့နင့်ဟာလည်းလှုပ်ရှုပ်လိုက်တာဆိုပြီးပြောခံရမှသိကြတယ်အဲ့တော့ရှုပ်တယ်ဒီကပဲဝယ်စားလိုက်တော့မယ်ပိုရှင်လည်းများရဲ့ရတာကလည်းထင်တာကတော်တော်ကြီးစားကောင်းနေရဆိုတော့အဆင်ပြေရဲ့ဒီကမာလာရှန်ကို taste ကိုအရင်တည်းကကြိုက်လို့ဒီဆိုင်တစ်လေးမှာလည်းထပ်မှာစားဖြစ်ချာဆက်လို့ရှိရင် trees ကအေးတွေမှာတောက်မယ်ဒီမှာလေးလီမွန်ကြီးတော်ကောင်းတာလီမွန်ကြီး highly recommend အကင်ဟိုမာလာမုတ်လေးနဲ့ trees ကနေဒီလိုမျိုးလေးလည်းမှာလို့ရတယ်ဒီမှာခေါင်းလောက်ရှိတဲ့ထိုင်ဝမ်ကြက်ကြော်ပြားကြီးလို trend နဲ့အမီခစ်စားနေရဲ့ menu တွေလည်းရှိတယ် taste ကောင်းပြီးအပြင်သားကြွရွရွမမလေးကိုမှချက်သားလေးကလည်းအိနေရကဲစိတ်ကင်စားလေးကိုဝယ်ယူစားသုံးလိုက်ပါဦးမယ်ကင်စားရေးရှောင်ပေမဲ့ဒီကနန်းကိုတော့မရှောင်နိုင်ခဲ့ sauce ကမှုေးနေရပဲချမ်းလိုက်တာပိုကောင်းမယ်ခင်ကန်ဆာလေးကိုနဲ့တွေ့မှနှစ်ပိုင်းခံလိုက်ရတယ်ဒီမှာလေးဒီကနန်းပြောကလုံးဝ highly recommend နော်သူ့ရဲ့ sauce ကကန်းကြီးရပြန်လာမကြသေးရဲ့ကျမတို့ကန်းကြီးကိုလွမ်းဝမ်းကန်းကြီးမှာစားရဲ့ sauce နဲ့လုံးဝ fight ကတော်တော်ထွက်နေတာ sauce ကမိုက်တယ်လူတယောက်ကအချိုက်တူချင်မှတူလိမ့်မယ်ပြောရရင်သူ့ရဲ့ကနန်းပြောမှာပါရဲ့ seafood sauce ကိုရှင်တော်တော်လေးသဘောကျတယ်ပေါ့ဘာအနေနဲ့ဆိုဒီမှာအထောင်းလေးလည်းမစားလို့ရတယ်သူ့အထောင်းရတာလေးရရှင်တို့အလေးတဲလေးချုံနေလို့ရှင်ချင်းကန်ဆက်ပြန်ခိုင်းလိုက်တာတော့အဆင်ပြေသွားတယ်အဲ့လိုပဲဆိုင်ရောက်လို့ရှိရင်ဟင်းပွဲအရသာလို့နေရင်ပြင်ခိုင်းမှုဝင်မလေးပါနဲ့လို့ပြောချက်တို့ရဲ့ foodie တွေပဲလေ little ရောကြီးများပါပေါ့ဟုတ်တယ်မလားနောက်တစ်ခုကပစုံအသားပြင်းနဲ့လှုပ်ထားတဲ့ပစုံကိတ်မိသားစုနဲ့လာလို့ကလေးလေးပါလို့ရှင်မှာပေးလို့ကောင်းတဲ့ menu လေးဒီကဆိုအမိုကျော်လေးကလည်းတော်တော်စားကောင်းတယ် Kimbo House က Windermere ထဲမှာဒီ tree ဆိုရဲ့ coffee ဆိုင်လေးနဲ့တွဲဖွင့်ထားတာဒီ coffee ဆိုင် vibe လေးကတော့မြင်တဲ့အတိုင်းပဲရိုးရှင်းရှင်းလေးနဲ့မျက်စိဈေးနှုန်းလေးရလည်းတခြား coffee ဆိုင်လေးနဲ့အတူတူပဲ Trees က coffee menu က9,000ကျော်လောက်ကနေစားရတာတွေ့ခဲ့တယ် coffee တောင်းရင်အေးစိထိုင်ခြင်းနဲ့ဆိုလို့ရှိရင်အတွင်းထဲမှာလည်းထိုင်လို့ရလို့ garden ထဲမှာလည်းထိုင်လို့ရတယ် location ကလည်းစိတ်ငြိမ်တဲ့နေရာလေးဆိုတော့စကားပြောလို့ကောင်းတယ်အလုပ်စကားလေးပြောလို့ကောင်းတယ်လို့အေးစိ chill ခြင်းလည်းရတယ် decoration က video ထဲမှာမြင်တဲ့အတိုင်းပဲ Kimbo ဘက်ကော Trees ဘက်ကော photo spot တွေအများကြီးပဲ Kimbo ဘက်မှာဆိုအပေါ်ထဲအောက်ထပ်နှစ်ထပ်ရှိပြီးအပြင်မှာ smoking area အနေနဲ့ဝန္ဒနာလည်းရှိတယ်ဒီတဲ့အေးစိစကားပြောချင်တာကိုမွေးနေ့ပွဲလုပ်ချင်တာတို့အတွက်လည်း private room တွေရှိတယ် garden လေးထဲမှာဆိုလို့ရှိရင်လည်း day view night view နှစ်မျိုးစလုံးလှအဲ့တော့တငယ်ချင်းတွေနဲ့ပဲတွေ့မိသားစုနဲ့ပဲတွေ့ရီးစားလေးနဲ့ပဲတိတ်ထည့်စဉ်းစားဖို့နောက်တနေရသွားမယ်ဆိုနေရာလေးကရန်ကုန်ဗဟန်းမြို့နယ်ရွှေတောင်ကြားတန်လွင်လမ်းထဲက Kimbo House Windermere branch လေးနော်